နေတဲ့လူတွေကြားထဲဦးကြောင်ကြောင်ရှက်ကိုးရှက်ကန်တဲ့လူတယောက်ယထာဘော်ကဆင်းလာပါတယ်သူ့နောက်မှာတော့သတို့သမီးအပြင်ဆင်တဲ့မိမငယ်လေးတယောက်ဆင်းလာတဲ့အခါလက်လန်းပေးလိုက်ပေမဲ့သူ့ကိုဂီးမဆိုင်ပဲမျက်လွှာချရင်နောက်ကလိုက်လာခဲ့ပါတယ်အဲ့ဒီနောက်ဘူရာယုံကနေတဆင့်မီနီအိုးဝေတစ်စင်းငှားရမ်းကအိမ်နေရှေ့ဆင်းပြီးရှေ့တကားကိုဖွင့်လိုက်ပါတယ်ရက်ကွက်ထဲငယ်ရွယ်လှပတဲ့ကောင်မလေးတယောက်ပြိုးပြိုးပြက်ပြက်ဝတ်စားတွေနဲ့ရောက်လာတာကြောင့်အိမ်နီးချင်းနဲ့လမ်းသွားလမ်းလာတွေအာယုံဆိုင်နေကြတာမို့အမျိုးသားဖြစ်သူကတကားအမြန်ဆွဲပိတ်လိုက်ပါတယ်ထိုအမျိုးသားရဲ့နာမည်ကိုတော့ဆိုရင်ဒါလို့ခေါ်ပြီးတာနီလို့အမည်ရတဲ့ကောင်မလေးကိုမနီးကမှပထမအဆုံးစမြင်လိုက်ရပြီးဖောရင်လက်သွားတာပဲဖြစ်ပါတယ်တွဲဆောင်ခြင်းကဖြစ်ကလတ်ဆန်းနိုင်ပေမဲ့တာနီဆိုတဲ့ကောင်မလေးရဲ့မင်္ဂလာဆောင်ပွဲကိုတာနီရဲ့အဖေပေါမောခဂတ်တာကသူ့ရဲ့အတော်ဆုံးចောင်းသားဆိုရင်ဒါကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်မြင်မြင်ချင်းချစ်မိသွားတဲ့လူကဆိုရင်ဒါဖြစ်ပေမဲ့အရင်ကတည်းကအမြင်ကပ်နေသူကတာနီပဲဖြစ်ပါတယ်အကြောင်းကတော့သူမအထက်တန်းနဲ့ကောလိပ်တက်ဆင်တစ်လျှောက်လုံးဟော်ရီဆိုရင်ဒါဆိုတဲ့နာမည်ကိုနေ့စဉ်ကြားနေရပြီးဆိုရင်ဒါလိုအမှတ်မများတာဆိုရင်ဒါလိုလူကြီးတွေအပေါ်မလေးစားတတ်တာစားသဖြင့်နှိုင်းရှင်ကစုံစင်ဆုံးမခံရတာကြောင့်ပဲဖြစ်ပါတယ်ဒီနေ့ပဲအချစ်ဦးကိုစတွေ့ခဲ့တယ်ဒီနေ့ဟာပဲအဲ့ဒီအချစ်ဦးရဲ့မင်္ဂလာဆောင်ကိုတက်ရောက်နေရတဲ့ဆိုရင်ဒါတယောက်ပျော်ပျော်ပါးပါးနေတတ်ပြီးတွက်လက်လွန်တဲ့ကောင်မလေးကိုကြည့်ရင်ပျော်ရွှင်မှုနဲ့နာကျင်မှုကိုတပြိုင်တည်းခံစားနေရပါတယ်ထိုအချိန်မှာပဲကားခုန်နေတဲ့တာနီအနားကိုသူမရဲ့ဖခင်ရောက်လာပြီးတခုခုပြောလိုက်တဲ့အခါအတင်းပြေးထွက်သွားပါတော့တယ်လူတွေအားလုံးလည်းလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတာမို့ဘေးကလူတယောက်ကိုမေးကြည့်တဲ့အခါမင်္ဂလာပွဲကိုလာနေကြတဲ့သရိုးသားတဲ့မိသားစုကားအစီအတန်ဖြစ်သွားပြီးအသက်ရှင်ကျန်ရစ်သူရှိပုံမရကြောင်းပြောပြသွားပါတယ်ဖီအားတန်နေကြောင်းပေါမောခဂတ်တာလည်းမေ့လဲသွားတာမို့အလင်းမြန်ဆေးရုံတင်လိုက်ရပါတယ်ဆရာဝန်ရဲ့ပြောကြားချက်အရပြင်းထန်တဲ့ခံစားချက်ကြောင့်နှလုံးဖောက်တယ်လို့ဆိုပြီးအသက်ရှင်ဖို့ကတော့ဖျားသခင်ရဲ့အလိုတိုင်းပဲလို့ပြောသွားပါတယ်ဆိုရင်ဒါကိုတွေးကျင်တဲ့ဆိုတာနဲ့ပေါမောခကိုဝင်တွေ့တော့စိတ်ဆက်ပြီးငယ်ရွယ်သေးတဲ့တာနီဟာသူမကိုသူမထိန်းကျောင်းနိုင်မှာမဟုတ်တာကြောင့်လူကောင်းတစ်ယောက်ဖြစ်တဲ့ဆိုရင်ဒါကပဲလက်ထပ်ပြီးစောင့်ရှောက်ပေးဖို့မှာကတာနီကိုလည်းသူမသိခင်တောင်းဆိုခဲ့တာကြောင့်သူမအဖေရဲ့နောက်ဆုံးဆန္ဒအတိုင်းထိမ်းများလက်ထပ်ပြီးချင်းဆိုရင်ဒါနောက်ကိုလိုက်လာခဲ့တာပဲဖြစ်ပါတယ်ဆိုရင်ဒါရဲ့အိမ်မှာတော့မင်္ဂလာဇနီးမောင်နှံအတွက်အိယာခင်းတစ်ခုအသင့်ရှိနေပေမဲ့ဆိုရင်ဒါတယောက်အသုံးဆောင်ပစ္စည်းအားလုံးကိုတည်ပြီးတာနီလွတ်လပ်စွာနေနိုင်မှုအတွက်လူမနေတာကြပြီးဖြစ်တဲ့ထက်ခိုးထန်ရွှေ့ပြောင်းသွားလိုက်ပါတယ်နောက်နေ့မနက်ရေချိုးပြီးနောက်အလုတ်သွားကန်ဒီမနက်စာအသင့်ပြင်ကတကားခောက်ပြီးမဲ့ဘာမှတုတ်ပြန်မလာတာကြောင့်စာတစောင်ရေးပြီးထားခဲ့လိုက်ပါတယ်ဆိုရင်ဒါဟာသူတို့မြို့မှာရှိတဲ့ပန်ချက်ပါဝါဆိုတဲ့လျှက်စစ်ရုံးမှာထိုင်ရာကမထအလုတ်လောက်ရသူဖြစ်ပြီးမီတာမဆောင်ရသေးတဲ့လူတွေကိုအခကြေးငွေကောက်ခံရင်တင်းဘွားလင်းထိတ်စေဖို့ပါညာမြန်မာပြည်ကောက်ကောင်တွေလိုပဲတောင်စင်ရင်မရရှောက်ပြောရတဲ့အလုပ်လည်းဖြစ်ပါတယ်လုံးဖို့ကန်ဘတ်တွေကတော့2ရက်လောက်ရုံးမတက်ပဲလူမသိသူမသိမိမယူလာတဲ့သတင်းကိုအကုန်ကြောင်းအောင်ဖွာလိုက်တာကြောင့်အိမ်မှာပါတီပေးပြီးမိမကိုထုတ်ပြဖို့အကြံထုတ်ရပါတော့တယ်မထင်မှတ်ထားလောက်အောင်အပြောင်းလဲများစွာဖြစ်ပေါ်ခဲ့တဲ့သူမဘဝအကြောင်းစဉ်းစားနေစဉ်အိမ်တကားကိုတရုံထုပြီးတောင်းကျမ်းနေတဲ့လူတယောက်ကြောင့်ထိတ်လန့်သွားပါတယ်သူ့နာမည်ကိုတော့ဘော်ဘီလို့ခေါ်ပြီးသူ့ရဲ့တငယ်ချင်းအရင်ကြီးဆိုရင်ဒါတယောက်မိမယူလာတာကိုတော့အိမ်နီးချင်းတွေပြောပြမှသိလိုက်ရတဲ့အတွက်ဆိုရင်ဒါရှိနေရဲ့အထင်နဲ့လာရောက်တောင်းကျမ်းနေရဖြစ်ပါတယ်ထို့အချိန်အလုတ်ကပြန်ရောက်လာတဲ့ဆိုရင်ဒါကသူနေရာပြောင်းအိပ်ရတဲ့ထက်ခိုးမှာဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တဲ့အခါသူ့တငယ်ချင်းကိုစိတ်မကောင်းစွာဖတ်ငိုပါတယ်ဆိုရင်ဒါရဲ့မိမကိုတွေးကျင်စောနဲ့အိမ်မှာပါတီလာကျင်းပမဲ့ပန်ချက်ပါဝါကလူတွေရောက်လာကြပြီမို့တာနီရဲ့အခန်းပြင်ကနေအစဉ်ပြေခဏလောက်ထွက်တွေ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့သူမဘာသာစိတ်တန်ရာပေါင်းများစွာခံစားနေရတဲ့တာနီအတွက်